Enalapril ဆိုတာသွေးကျစေဆိုတာထက်ကိုအများကြီးပိုပါတယ်ကျွန်တော်သွေးတိုးရှိတဲ့လူတွေနှလုံးရောဂါရှိတဲ့လူတွေမှာဒီလိုဆေးမျိုးတွေပေးတာခဏခဏတွေ့ဘူးလိမ့်မယ်သူကကျွန်တော်သွေးတိုးအတွက်သုံးတာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးမှာသုံးနေတဲ့အပြင်ကိုကြောက်ကတ်ထဲမှာရှိတဲ့သွေးကြောမြင့်တေးသေးလေးထဲမှာသွေးဖိအားတက်တာတွေကိုလည်းသူကထိန်းပေးနိုင်စွမ်းရှိတယ်အဲ့ဒီအဆင့်သူကကြောက်ကတ်ကိုလည်းကာကွယ်ပေးနိုင်တဲ့ဆေးလို့ပြောရင်မမှားဘူးနောက်တစ်ခုကတော့ကျွန်တော်နှလုံးရောဂါသမားတွေပေါ့နော်နှလုံးညှစ်အားရောလာတဲ့အခါမှာနှလုံးဒီကနေတစ်ခေါက်ညှစ်တိုင်းမှာထွက်သွားတဲ့သွေးပမာဏတွေပေါ့နော်ဒါလေးတွေရောလာတဲ့လူတွေနှလုံးမကောင်းတဲ့လူတွေပေါ့အဲ့လိုလူတွေအတွက်လည်းကျွန်တော်နှလုံးပေါ်ဖိအားတွေရောစေခြင်းအပြင်ကျွန်တော်ဆေးရုံတက်ရတဲ့ပမာဏတွေရောလာတယ်ဒီဟာကြောင့်နှလုံးရောဂါကြောင့်သေဆုံးနိုင်ခြေတွေကိုသူကရော့ပေးနိုင်တဲ့ဆေးရှိတယ်နောက်တစ်ခုကျွန်တော်စီးချိုသမားတွေမှာကြာလာတဲ့အခါမှာကြောက်ကတ်တွေမှာသွားပြီးတော့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တယ်ကြောက်ကတ်ပြတ်တာတွေဖြစ်တယ်အဲ့တော့ကျွန်တော်စီးချိုသမားတွေမှာ renal protection လို့ခေါ်တဲ့ကြောက်ကတ်ကိုကာကွယ်တဲ့ဆေးအနေနဲ့လည်းသူ့ကိုကျွန်တော်တို့ထည့်သုံးတာမျိုးတွေလုပ်လေ့ရှိပါတယ်ဒီဆေးတွေဟာတကယ်ကြတော့အစာနဲ့တွဲတောက်သည်ဖြစ်စေအစာမပါသည်ဖြစ်စေပြဿနာဆုံးစရာမရှိဘူးဆေးကိုတောက်လိုက်ရင်အနည်းဆုံးတော့ကျွန်တော်တောက်ပြီးတော့4နာရီ5နာရီလောက်နေမှကျွန်တော်ဒီဆေးရဲ့ effect ကိုကျွန်တော်စရပါတယ်အဓိကတော့အသေးအားတစ်ဆင့်ဒီဆေးကိုကျွန်တော်ကခြေဖြတ်ပြီးတော့ကြောက်ကတ်ကနေပြန်ပြီးစွန့်ထုတ်တယ်ပေါ့နော်ဒါတော့ဆေးတိုင်းနှီးပါတော့ဒီပုံစံပါပဲဆေးရဲ့ half life ကကျွန်တော်ပုံမှန်ဆို7နာရီလောက်ထိရှိတယ်ဒါကြောင့်မို့ကျွန်တော်တစ်နေ့ကိုဆေးတစ်ချိန်ဖြစ်စေနှစ်ချိန်ဖြစ်စေတောက်လို့ရတယ်ဒါကတော့ဆရာဝန်ရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ပါတယ်side effect အနေနဲ့တော့ထွေထူးကြီးတော့တိတ်ပြီးတော့တွေ့ရလိမ့်မရှိဘူးသို့တော့သူ့ရဲ့နာမည်ကြီးတဲ့ side effect တစ်ခုကချောင်းချောက်ဆိုတဲ့ပြဿနာပေါ့နော်ကျွန်တော်ဒီအသက်ရှူလမ်းကြောင်းမှာ bradykinin လို့ခေါ်တဲ့ဓာတ်လေးတစ်မျိုးစုပြုံလာတဲ့အခါမှာဒီဆေးတောက်နေတဲ့လူတွေမှာ5 to 20% လောက်ပေါ့နော်100မှာ9ယောက်နဲ့ယောက်20လောက်ခြားထဲမှာချောင်းချောက်ဆိုတာမျိုးတွေကြုံရတတ်တယ်အဲ့လိုတွေကြောင့်ကျွန်တော်ဘာဆေးပေးပေးချောင်းဆိုးပြောက်ဆေးတွေတောက်လဲမပြောက်ဘူးကျွန်တော်ဒီဆေးကိုရလိုက်မှပျောက်သွားတာမျိုးတွေလည်းရှိတယ်ပေါ့နော်နောက်တစ်ခုကတော့သူကဆက်ဆက်တောက်ခြင်းမှာသွေးပေါင်ကျတတ်တယ်ပေါ့လေအသက်ကြီးတဲ့လူတွေကျွန်တော်တို့တခြားသောစီးဆေးတွေနဲ့တွဲပြီးတောက်နေတဲ့လူတွေနောက်သွေးပေါင်ကျနေတဲ့ငကိုတွေကအားနည်းနေတဲ့လူတွေပေါ့လေဒီလိုလူတွေတောက်တယ်ဆိုရင်သွေးပေါင်ကျတတ်ပါတယ်ပိုပြီးသတိထားဖို့လိုတာသွေးထဲမှာကျွန်တော်တို့ပိုတက်ဆီယမ်ဓာတ်တွေများလာတတ်တဲ့ပြဿနာပေါ့နော်ဒါလေးလည်းကျွန်တော်တို့ကသတိထားဖို့လိုတယ်အထူးသဖြင့်တော့ကျွန်တော်ကြောက်ကတ်မကောင်းတဲ့နာတာရှည်ကြောက်ကတ်ယောဂရှိတဲ့လူတွေပေါ့သူကကြောက်ကတ်ကိုကာကွယ်ပေးတဲ့အပြင်ကိုတစ်ဖက်မှာလည်းကြောက်ကတ်ပေါ်သွားပြီးတော့ acute kidney injury လို့ခေါ်တဲ့ကြောက်ကတ်ကိုထိစေတာမျိုးလည်းဖြစ်နိုင်ခြေရှိတယ်ဓာတ်မသေးတဲ့လူတွေမှာဒီဆေးတောက်လိုက်တဲ့အခါမှာမျက်နှာတွေဖောလာတာမျိုးတွေနှာခမ်းတွေရှာတွေအသက်ရှူလမ်းကြောင်းတွေဖောပြီးတော့အသက်ရှူကျက်တာမျိုးတွေဖြစ်တတ်ပါတယ်ဒါလေးတော့ကျွန်တော်သတိထားဖို့လိုတယ်ဒါပေမဲ့အရေးကြီးတာကတော့လေကိုယ်ဝန်ဆောင်မိခင်တွေမှာကျွန်တော်ဒီဆေးကိုလုံးဝကျွန်တော်တို့မတိုက်ပါဘူးဒါလေးကိုသတိထားဖို့လိုပါတယ်ဒီလောက်ဆိုရင်တော့ Enalapril နဲ့ပတ်သက်ပြီးတော့နားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်